မင်္ဂလာပါခင်ဗျာကျွန်တော်အခုမိတ်ဆက်ပေးနေတဲ့ຢာလေးကတော့ကျွန်တော် Oppo ကနေပြီးတော့အခုအသစ်ထွက်ရှိလာတဲ့ Oppo A58 model လေးပဲဖြစ်ပါတယ်ဗျကျွန်တော်လည်းတူတူ unboxing လုပ်တာတစ်ချက်လိုက်ကြည့်လိုက်ရအောင် You seem like the type to love and believe him and disappear right after the song. So give me the night to show you and hold you. Don't leave me out here dancing alone. Can't make up your mind. Oppo A58 လေးမှာပါဝင်တဲ့ certification လေးကိုကျွန်တော်နိုင်ငယ်ပြပြပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့အတူဆုံးအောင်တစ်ချက်လောက်ကြည့်ကြည့်လိုက်အောင်ခင်ဗျာ A58 လေးရဆိုလို့ရှိရင် US military grade shot စစ်ဘက်ဆိုင်ရာအကြမ်းဖက်မှုပါဝင်တဲ့အပြင်ပြီးရင်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီ SGL 5 star level အဆင့်ထိအောင်မြင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းလေးရဆိုရင်လုံးဝအကြမ်းခံမှာပဲဖြစ်ပါတယ်ခင်ဗျာပြီးအဲ့ဒီပုံမှာနောက်တစ်ခုရှိတာသူ့ရဲ့မှန်တာဖုန်းတွေမှာရှိကြတယ်တုံးတောင်ကျွန်တော်တို့ပြုတ်ကြတာအမှုမှန်ပြုတ်ကြတယ်ဆိုလို့ရှိရင်တော့ဖုန်းမှန်တွေကကွဲလွယ်တဲ့အထဲမှာပါကြတယ်ဒါပေမဲ့ Oppo A58 လေးမှာဆိုရင်သူ့ရဲ့မှန်သားကိုသုံးပေးထားတာကြောင့် Corning Gorilla Glass 7i ကိုသုံးပေးတာဖြစ်တဲ့အတွက်ကြောင့်အကြမ်းခံမှုဘိုင်းမှာတော့လုံးဝပြောနေစရာမလိုတော့ဘူးဗျဖုန်းပြုတ်ကြမယ်ဆိုလို့ရှိရင်တော့ပါပဲသူကတော်ဖုန်းမကွဲဘူးပြီးတော့တစ်ခုပိုကောင်းတာကကြတော့360ပတ်လေဘယ်လိုပဲပြုတ်ကြသူကဖုန်းကိုကွဲတဲ့အထဲမှာလွယ်နဲ့မပါဘူးဗျပြီးတော့တစ်ခုပိုကောင်းသေးတာကြတော့သူ့မှာရေဆိုခံတဲ့နည်းပညာလည်းပါတယ်ကျွန်တော်တို့ Oppo A ပေါ့နော်ဟုတ်စား A3H မှာတုန်းကကျွန်တော်တို့ IB ကျွန်တော်တို့ 54 နည်းပညာပဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ Oppo A58 လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က IB ကို65နည်းပညာကိုထည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ရေဆိုပိုခံတယ်ပြီးတော့နောက်တစ်ခုဆိုရင်ရေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဥမာမိုးတွေပါတွေကျွမ်းနေတယ်ဆိုလို့ရှိရင်တော့ဖုန်းကို play ဒီတိုင်းကင်သွားလို့ရတဲ့ထဲမှာပါသွားတဲ့ထဲ Oppo A58 ရဲ့ CPU ဘိုင်းနဲ့ကျွန်တော်နောက်တစ်ခု RAM ကြောင်းလေးတစ်ချက်ပြောပြပေးခြင်းပါတယ်သူ့ရဲ့ RAM ကတော့ RAM 4K memory ကိုကြတော့ 128GB နဲ့အသုံးပြုပေးထားတယ်သူ့ရဲ့ SoC ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ Snapdragon 6F4G Gen 1ကိုအသုံးပြုပေးထားပါတယ်ဗျပြီးရင်အဲ့ဒီပြင်မှာကျွန်တော်တို့ battery ပေါ့နော်အခုနောက်ပိုင်း handset တော်တော်များများမှာဆိုရင် battery တွေက5500တွေပါလာကြတယ်ဒါပေမဲ့ Oppo A58 လေးမှာဆိုလို့ရှိရင်တော့တစ်ခုပိုကောင်းတာ battery ampere 6000ပါဝင်လာတယ် battery ampere ပါဝင်6000အပါဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တစ်နေ့တာဖုန်းကိုတစ်ချိန်အားသွင်းပြီးုံနဲ့ကောင်းကောင်းကြီးအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်လုံလောက်တဲ့ပမာဏကိုလည်းပေးစွမ်းနိုင်ပါတယ်ဗျ battery ampere 6000ကတော့ပြီးရင်နောက်တစ်ချက်ပိုကောင်းတာကြတော့အဲ့ဒီ battery ampere ကို6000ကျွန်တော်တို့အားပြန်သွင်းတဲ့အခါမှာလည်းတစ်ခုပိုကောင်းတာကြတော့ကျွန်တော်တို့သူ့ရဲ့အားသွင်း watt ကကြတော့ကျွန်တော်တို့ Oppo ရဲ့ကိုယ်ပိုင်ဖြစ်တဲ့ကျွန်တော်တို့ Super VOC 45 watt ကိုသုံးပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားသွင်းတဲ့အခါမျိုးမှာလည်းလုံးဝညံ့ဆန်မှာပဲဖြစ်ပါတယ်ခင်ဗျာတော့နောက်တစ်ခုအနေနဲ့ဒီ Oppo A58 လေးမှာတစ်ခုပို့ပြီးတော့ထူးထူးခြားခြားပါဝင်လာတဲ့ function လေးတစ်ခုရှိတယ်ပြောချင်တာကတော့ကျွန်တော်တို့အခုလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ remote တွေပါတယ်နေရာအထားမှာတယ်ပြီးတော့ကျွန်တော်ရှာရတာခက်နေတယ်ဆိုလို့ရှိရင်အဲ့အတွက်လည်းစိတ်ပူစရာမလိုတော့ဘူးဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ remote ကိုလုံးဝ control ပေးလို့ရမယ်ကျွန်တော်တို့ IR remote control လေးသူ့မှာတစ်ခါတည်းပါလာတယ်ဗျ။အဲ့ဒီကပါလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုသုံးမြင်တဲ့အရာကို remote control remote နဲ့လုပ်လို့ရတဲ့အရာမှန်သမျှကိုဒီကောင်က control ပေးသွားလို့ရမှာဖြစ်ပါတယ်ဗျ။ဒါမှမဟုတ်ဇင်းလုံးလူဝင်းကျင်တွေထဲမှာတော့ remote control မပါဘူးเนาะ Oppo A58 မှာပဲ remote control ကိုထည့်ပေးရတာဖြစ်ပါတယ်ခင်ဗျ။ပြီးရင်နောက်တစ်ခုကကြတော့ပိုပြီးကောင်းတာကျွန်တော်10သိန်း15သိန်း30ပေး3စီရမလိုတော့ဘဲနဲ့ကျွန်တော်ဒီဖုန်းလေးမှာဆိုရင် AI တစ်ခါတည်းပါသွားတယ်ဗျဥပမာကျွန်တော်တို့ AI editor တွေပြီးရင် AI editor တွေဟိုမှာကျွန်တော်တို့ AI Ambler AI Eraser AI Reflection Remover အဲ့လိုမျိုးအားတွေလည်းသူ့မှာတစ်ခါတည်းထပ်သုံးသွားလို့ရတာဖြစ်တဲ့အတွက်ကြောင့်သုံးရတာတော့ပိုကောင်းတဲ့ဖုန်းတစ်လုံးလို့တော့ပြောလို့ရတယ်ဗျစင်လုံးတို့ဝင်းကျင်နေထဲမှာဘာကြောင့်လဲဆိုတော့ AI ဆိုတာကဒီဈေးဝင်းကျင်မှာကကင်မရာဘိုင်းမှာပဲပါလာတာလေကျွန်တော်ဓာတ်ပုံရိုက်တဲ့အခါမှာပဲပါတာကိုယ့်ရဲ့ဓာတ်ပုံတွေကိုလူတွေကိုဖျောက်ချင်တာဖြတ်ချင်တာပြီးကျွန်တော်ဟိုးလုံးကရိုက်ထားတဲ့ဓာတ်ပုံတွေကိုအကြည့်ပြန်လိုချင်တာပြီးကိုကဓာတ်ပုံရိုက်လိုက်တဲ့အခါမျိုးမှာသူကဝါနေတာပြုတ်နေတာတွေပါဆိုဓာတ်ပုံ2ခါ3ခါလောက်ထပ်ရိုက်ရတယ်ကြည့်အောင်ဒါပေမဲ့ကျွန်တော်ဒီဖုန်းမှာဆိုလို့ရှိရင် AI ပါဝါတာဖြစ်တဲ့အတွက်တော့အဲ့လိုမျိုးအရာတွေကိုလုံးဝကင်းဝေးဝါးတွေကလုံးဝမရှိတော့ဘူးဓာတ်ပုံတစ်ပုံပဲရိုက်မကြည့်အောင်လုပ်လို့ရတယ်လူတွေများနေတဲ့ဟာကိုတယောက်တည်းရှင်းအောင်စောင့်ရမလို့ကိုကဓာတ်ပုံရိုက်လိုက်တဲ့နောက်ခံ background မှာရှိတဲ့လူတွေအားလုံးကို auto ဖြောက်ပေးတဲ့ AI Eraser 2.0 ပါလာဖြစ်တဲ့အတွက်တော့လုံးဝကောင်းတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်ဗျ။ Oppo A58 လေးရဲ့ဈေးနှုန်းလေးကတော့ကျွန်တော်တို့9,699,900ပဲဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကျွန်တော်တို့ဝယ်ယူအားဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြောက်တကုံမြို့နယ်35မှတ်တန် Unitel Mobile ကိုလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဖုန်းဆက်ပြီးတော့မှာယူအားပေးခြင်းနဲ့ဆိုရင်လည်းဖုန်းနံပါတ်လေးကတော့2549 2239 53ပဲဖြစ်ပါတယ်ခင်ဗျာ